ဒီနေ့မှာတော့ယမီကဆယ်ရီဘိုက်ပေါက်လေးကိုဖောက်ပြမှာဖြစ်ပါတယ်ခုယမီဖောက်ပြမယ်နော်ဒါလေးကတော့ယမီရဲ့ဆယ်ရီဘိုက်ပေါက်လေးပါဆိုတော့ဒီဟာလေးကိုဖျဲလိုက်ရေးဆယ်ရီဘိုက်ပေါက်လေးကဖောက်ပြတာဖြစ်သွားပါပြီယမီဖောက်ကြည့်မယ်နော်သူကတော့လက်ခိုးရရက်ခက်တယ်လူလေးကြယမီကလောက်တာကတိတ်မကြီးတော့လေယမီဖောက်လိုက်တာမှားသွားတယ်ပေါ့နော်တလဲစင်းစီဖြစ်သွားတာကိုယမီဒီလိုပုံစံလေးဖြစ်သွားတယ်ရလာတော့ဒီပေါ့နော်ယမီမေ့သွားလို့ဒီလို secret လေးပြပေးတော့ဒါကြတော့ baby lodi chromi hello kitty ရဲ့ဆလာမရိုးလေးပါအဲ့ထက်ကဘာပတ်မှလဲတော့ kitty ယမီမသိဘူးပေါ့နော်ယမီကဒီခရိုမီလေးရဲ့ဆလာမရိုးလေးရဲ့ပတ်ချင်ပါတယ်ယမီထပ်ပါမယ်ရှူကောတဲ့ဒီမှာရှူကောဒီထဲကကြတော့သူကစကွရှိပြီးတာခရီးချင်းနေနေမယ်ရှူကောခရီးယမီရှူကောဆိုတဲ့ဟာလေးကိုဖွင့်ကြည့်ပါမယ်ခရိုမီလေးပေါက်တာပါယမီလိုချင်ရတဲ့အကြောင်းရယ်နော်ယမီခရိုမီလေးကိုဖွင့်ကြည့်ပါမယ်ကတိတ်နဲ့ကတ်ထားတာဆိုဖွင့်ရတာနည်းနည်းခက်သလိုပဲတိတ်ကကတ်သွားတော့လေယမီတိတ်လေးကိုခွာလိုက်ပါပြီsquishy little Sally dog. Like this. I love Chromies to be Yitarabana. Bye bye. Nani Jai squishy little